နောက်ကလိုက်လာတဲ့လူသက်သမားကဒါကိုမြင်သွားပြီးရန်တမ်းပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့အရှိန်ပြင်းတဲ့ရေစီးကြောင်းကလီဇာကိုမျောပါသွားစေခဲ့ပြီးတောင်ကျမ်းမြေတဲ့ရေလွှမ်းတွေကသူမကိုအသက်ရှူဖို့တောင်အခွင့်အရေးမပေးခဲ့ပါဘူး။လီဇာရဲ့လက်တွေကိုတင်းတင်းကြပ်ကြပ်ချီနှောင်းထားတာမို့ကန်းဆက်ကကြောက်တုံးတွေကိုဖမ်းဆွဲဖို့အသက်အတန်စူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ကြောက်တုံးတွေကိုထိလိုက်တဲ့ခဏမှပဲလက်ချော်သွားခဲ့ရပြန်ပါတယ်။ရေစီးကလည်းပိုပြီးတော့မြန်လာနေခဲ့ပါပြီ။သိမဝေးတဲ့ရှင်းနာမှာတော့အေယာမအရေတခွင်ကြီးတစ်ခုရှိနေပါတယ်။အကယ်၍သူမသာမရတန်နိုင်ခဲ့ရင်ခန္ဓာကိုယ်တစ်ခုလုံးအစိမ့်လိုက်ကြေမွာသွားတော့မှာပါ။သူမရဲ့အုပ်ပံမှာရှိတဲ့အဆုံးမရှိတဲ့ခြောက်နှက်ကြီးကိုစိုက်ချီရင်လီဇာကလေရင်တောင်ပန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပါတယ်။သူမရဲ့အားရင်ရှိသမျှသုံးပြီးညာဘက်ခြေထောက်ကိုမြုပ်လိုက်ကဒူးနဲ့အနားသက်ကိုချိတ်လိုက်ပါတယ်။တေးရေးရှင်ကြီးတိုက်ပွဲဝင်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာတောင်ပန်းဘော်ကိုတက်နိုင်ခဲ့ပါတယ်။အမောနောင်မဖြေနိုင်သေးခင်မှာပဲတောင်ပန်းစီကနေကြောက်စရာကောင်းတဲ့အတန်းကြီးထွက်ပေါ်လာခဲ့ပါတယ်။တောင်ပန်းကြီးကစပြီးကျိုးပဲပလစီလာခဲ့ပါပြီ။ကန်ကောင်းထောင်မှုစွာနဲ့ပဲလီဇာကတောင်ပန်းကိုအချိန်ပြီးဖမ်းဆွေနိုင်ခဲ့ပါတယ်။သူမဟာလေရင်ထဲကိုအငြင်းမဲ့တွားဝင်ရောက်ခဲ့ပါတယ်။အားရင်တွေအလွန်ကျွမ်းသုံးလိုက်ရတာကြောင့်သူမဟာကျမ်းပင်ပေါ်မှာပုံလဲထားလဲကျသွားခဲ့ပါတယ်။ရုတ်တရက်လေရင်ခန်းထဲမှာထွက်နေတဲ့အတန်ပြားတစ်ခုကိုသူမမြင်သွားပါတယ်။ဒါကြောင့်သူမရဲ့လက်ကောက်ဝဲမှာချီထားတဲ့လက်လျှိုကျိုးကိုအဲ့ဒီတန်ပြားနဲ့အားရပါရချက်ချင်းပဲပွတ်တိုက်လိုက်ပါတော့တယ်။တောင်ပန်းတစ်ခုတည်းနဲ့ထိန်ထားရတဲ့လေရင်ကြီးကရုတ်တရက်သုံးခါလာပြီးဟန်ချက်ပြက်ကအချင်းမရွေးပြိုကျတော့မယ့်အနေအထားဖြစ်နေပါတယ်။အောက်မှာကလည်းအဆုံးမရှိတဲ့ခြောက်နဲ့ကြီးပါ။သူမအနေနဲ့အနေငယ်လောက်လှုပ်ရှားလိုက်ကနေလေရင်ပြက်ကြီးကပိုးပြီးအကွဲသွားစေနိုင်ပါတယ်။ဒါပေမဲ့သူမရဲ့ပင်းပြရဲ့ရှင်သက်လိုစိတ်ကလီဇာအတွက်နောက်ထပ်မျောလင်းချက်ရောင်ကြီးတစ်ခုပေးလိုက်ပါတယ်။သူမရဲ့အပေါင်မှာလေထီးတစ်ခုချိတ်ဆွဲနေတာပါ။လီဇာကလက်တစ်ဖက်နဲ့သူမရဲ့ကိုယ်ခန္ဓာကိုဂယုတစိုက်ထိန်းထားရင်နောက်ထပ်လက်တစ်ဖက်နဲ့လေထီးကိုချိတ်ဖို့လမ်းလိုက်ပါတယ်။လီဇာကအဲ့ဒီလေထီးကိုဖမ်းဆွဲဖို့လုပ်လိုက်တဲ့ခဏမှာပဲ